မောင်နှောမြို့နယ်မှာ2လခွဲအတွင်းမိုင်းနဲ့စစ်လက်ကျန်ဘုံသီးပောက်ကွဲလို့လူငယ်တယောက်တည်ဆုံးပြီး15ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။သူတို့ဟာမောင်နှောမြို့နယ်အတွင်းပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့ကနေမတ်လ15ရက်နေ့ထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေအတွင်းတည်ဆုံးဒဏ်ရာရရှိခဲ့တာပါ။တည်ဆုံးသူကတော့မောင်နှောမြို့နယ်ရွှေစားကုန်းနာမွတ်စလင်ရောကအသက်22နှစ်အရွယ်ကိုဖေရုစ်ခါဖြစ်ပါတယ်။သူဟာဖေဖော်ဝါရီလ10ရက်နေ့ကစစ်ကြံဘုံသီးတစ်လုံးကိုထုကစားတဲ့အချိန်မှာပောက်ကွဲမှုဖြစ်လို့သေဆုံးသွားခဲ့တာပါ။ပြီးခဲ့တဲ့မတ်လ14ရက်နေ့နေ့လယ်ပိုင်းကလည်းမောင်တော်မြို့နယ်ရွှေစားမွတ်စလင်ကြေးရော်ဘက်ကိုငားရှာသွားတဲ့လာတာကြေးရော်ကအသက်44နှစ်အရွယ်ဦးအဒူဟာလေးဟာမိုင်းနှိမိပြီးညာဘက်ခြေချင်းဝက်ပြတ်ထွက်သွားခဲ့ရတယ်လို့သိရပါတယ်။အဲဒီလိုပဲမတ်လ13ရက်နေ့ကလည်းမောင်တော်မြို့နယ်ရွှေစားအနောက်မွတ်စလင်ကြေးရွာကလူငယ်9ယောက်ငားရှာသွားကြတဲ့အချိန်မှာအသက်18နှစ်အရွယ်ဒေသခံမွတ်စလင်လူငယ်တယောက်မိုင်းနှိမိပြီးဘေးဘက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရသလိုမိုင်းစားထိမှန်ပြီးတော့ဘေးဘက်မျက်လုံးမှာကွေးသွားခဲ့ရပါတယ်။ရွှေစားကြေးရွာအုပ်စုမှာစစ်တပ်ကမိုင်းတွေအမြောက်များထောင်ထားခဲ့တာကြောင့်ဒေသခံတွေအနေနဲ့ငားရှာဟင်းရှာဖို့တွာလာတဲ့အခါမိုင်းရှိနိုင်တဲ့နေရာတွေကိုရှောင်ပြီးတွာလာဖို့လိုအပ်တယ်လို့မောင်တော်ဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါတယ်။မောင်တော်မြို့နယ်အတွင်းမိုင်းရှင်းလင်းမှုနဲ့မိုင်းအန်ဒီရဲ့အသိပညာပေးမှုတွေကိုအေအေကဇက်တိုက်ဆောင်ရွက်နေပေမဲ့လည်းဒေသခံပြည်သူတွေဟာမိုင်းအန်ဒီရဲ့အသိပေးစည်းကမ်းချက်တွေကိုလိုက်နာမှုအားနည်းလို့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။